အမတို့ဒီအင်းလေးချီတို့အနောက်ဝဲထားပြီးတော့အမတို့ပြန်ပြီးတော့ခါခွင်လုံးမယ်အဲ့တော့ဒီပုံမှာမှတော့3လောက်ကျန်ရင်လှတယ်အဲ့တော့3ဆိုတော့အမတို့ဒါနဲ့လာပြန်ပြီးတော့မလုပ်ရမလဲဆိုတော့ပူးရမှာဒါနဲ့လည်းမတို့1 cm လာပြန်ချုပ်ကမှာဖြစ်တဲ့အတွက်ဒီမှာ3နောက်ထပ်အမတို့4ဆိုတော့ဒါတချမ်းစာပဲရှိသေးတယ်အဲ့တော့အမတို့နောက်ထပ်တချမ်းစာဒီလိုခောက်ပြီးတော့အမတို့တက်မှာဟုတ်ဒီမှာမှပြမယ်ဒါသူ့ရဲ့အကြံလေးနဲ့အမခဏပြမယ်အဲ့တော့အမတို့ဒီလိုနှစ်ပြန်လीเนาะဒီကနေပြီးတော့အမတို့တစ်ခေါက်ခောက်မယ်ဒီကနေပြီးတော့အမတို့တစ်ခေါက်ခောက်မယ်ဒါအမတို့သူ့ရဲ့ကိုယ်တယ်နဲ့လာပြီးတော့ဆက်မယ်ဟာအဲ့ဒါပြီးတော့အမတို့ဒီလိုလေးတစ်ခေါက်ပြန်ခောက်မယ်ဒီလိုကွင်းလေးဖြစ်မှာအဲ့တော့အမတို့ကဒီမှာကြံကျင်တာက2.5 ကြံကျင်နေဆိုရင်เนาะအမတို့3.5 ပေါ့အဲ့တော့3ကြံကျင်တဲ့အတွက်အမတို့ချုပ်စာ1နဲ့ဆိုတော့4အဲ့တော့4နှစ်ပြန်ဆိုတော့ x cm အမကိုဖြတ်ပြီးခုနက113ရဲ့300ပေါင်း116အရှည်နဲ့4 cm ဖြတ်ပေးပါအဲ့တော့ဒီဟာကကိုယ့်ရဲ့ခါအတိုင်းเนาะအမဒီအထည်မလို့113ကျန်လားကိုယ့်ရဲ့ site မှာဘယ်လောက်ကျန်မလဲဆိုတာကိုယ့်အထည်မှာကိုတိုင်းရမယ်ဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့ဒီနေရာလေးတွေကိုတေချာမှတ်ထားလို့အမပြောခဲ့တာနော်အဲ့ဒါဆိုရင်မတို့ဒီခပတ်စာလေးဖြတ်ပြီးအမနဲ့တူဒီခပတ်ခွင်းလေးခြုံမယ်နော်